ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုဒီစပိန်လာလီဂါပွဲတွေအကြောင်းပြောနေနေကိုမနေ့ကကြံနေတဲ့ဘာစီလိုနာပွဲအကြောင်းပေါ့ပွဲကြံတဲ့ပွဲအကြောင်းပေါ့အဲ့ဒီအရာတွေနဲ့အဲ့ဒါတွေတစ်ချက်ပြောရမှာပေါ့ပြီးတော့ထပ်ပြီးတော့လာမယ့်ပွဲစဉ်တွေအနေထားနဲ့အဲ့ဒီကောင်တစ်ချက်တော့ကြည့်ပါမယ်ကြည့်ရမယ်သူတို့လာမယ့်ဒီမနက်ဖြန်ညပွဲမှာကအတလက်ကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တကယ်မက်ဒရစ်ထားပြီးပွဲရှိတယ်ဒီမက်ဒရစ်ထားပြီးပွဲအကြောင်းရယ်အခုပြီးခဲ့တဲ့ပွဲစဉ်တွေအကြောင်းအဲ့ဒီကောင်တစ်ချက်လောက်ပြောသွားချင်တော့မနေ့ကသူကန်နာကရီယယ်အိုဘီတိုနဲ့ဘာစီလိုနာကန်တယ်ရီယယ်အိုဘီတိုနဲ့ဘာစီလိုနာကန်တယ်သူကန်တော့ရီယယ်အိုဘီတိုကဒီအဲ့ဒီပိုင်လေသူရောက်နေတာအဲ့ဒါတိကျသတိမထားမျိုးဒီနေ့ကြည့်တဲ့ခါကျတော့ဒီအဲ့ဒီပိုင်လေကတော့ငကိုမန်ချက်စတာယူနိုက်တက်ကစားသမားလေမန်ချက်ယူနိုက်တက်ကစားသမားအဲ့ဒီမှာတခုသတိထားမိတာတခုကဒီအင်္ဂလိပ်ပရီးမီးယားလိကျတော့အရန်ကိုမီဒီယာထိုးဖောက်မှုအားကအရန်ကောင်းလွန်းတဲ့အတွက်ကြောင့်မို့သူတို့စီကိုရောက်ပြီးတော့တုံချီစွမ်းပြတဲ့ကစားသမားဆိုရင်အကုန်လုံးကဘာတိအနေထားပုံစံမျိုးနဲ့အကုန်လုံးလူသိများတဲ့ကစားသမားတွေအကုန်လုံးကောက်ပြီးတော့ဖြစ်သွားအောင်အဲ့ဒီအခုတော့မှကျွန်တော်တစ်ချက်ကြည့်လိုက်နေကျွန်တော်တော့အဲ့ရီယယ်ဗီဒီယိုဆိုတာအခုမှပဲဒီနှစ်စပိန်ရဲ့တန်တက်လေအဲ့လိုစပိန်တန်တက်တင်မျိုးကတိဖို့ကမလွယ်ဘူးပေါ့အဲ့ဒီမှာဒီမရှိကစားသမားပုံစံမျိုးတွေအခုအဲ့ဒီပိုင်လို့တွေ့တာနဲ့ဒီဟာငါဟောဖြစ်ပါသိပါတယ်ဆိုတော့အဲ့ဒါမန်ချက်ယူနိုက်တက်ကစားသမားနောက်တဲ့ကစားသမားအခုဒီနေ့ပွဲမှာကြတော့အဲ့ဒီရီယယ်အိုဘီတိုကသူတို့ဘယ်လိုပါလဲဆိုတော့စကန်ဒဲရယ်အယ်ဂျီတိုရယ်အဲ့ဒီပါလေပါတယ်ရှေ့တန်းကကြတော့ပါတာကသူတို့အသက်ကြီးကစားသမားတွေပဲပြောရမယ်အဲ့ဒီကာဆိုလာရယ်ရွန်ဒွန်အဲ့ဒီဗင်နီဇွဲလားကစားသမားနဲ့သူအကုန်လုံးပဲသူလည်းလိုက်ပတ်ပြီးတော့ကစားနေတာအဲ့ဘာတမှာလည်းသူကစားခဲ့ပြီးတယ်အခုအသက်က36နှစ်ရှိနေပြီကာဆိုလာအသက်က40နဲ့ကာဆိုလာလည်းအသက်42နှစ်ရှိနေပြီကာဆိုလာလည်းအခုချိန်ဒီသူကောင်းကောင်းလေးဟိုဖြစ်နေတော့ကာဆိုလာအခုအသက်40နှစ်မဟုတ်အဲ့ဒီဟာသူတို့ဒီရီယယ်ဗီဒီယိုအသင်းကဟိုကစားသမားတွေပေါ့ပြီးတော့ဘာစီလိုနာကအဲ့ဒီဂါဇီယာကိုသမားဂါဇီယာသူပါတယ်ပြီးတော့အဲ့ဒီဂါဇီယာသူနောက်တန်းသူကညတောင်ပန်းပြီးရင်အရူဂျိုရဲ့ကူဘာစီရဲ့မာတင်ရဲ့အရူဂျိုကူဘာစီရဲ့မာတင်ရဲ့ပြီးတော့သူတို့ရှေ့တန်းကဖာရန်တော်ရပြီးတော့ရက်ဖို့ဒန်နီအော်မိုရာဖီညာလေရန်ကကဆာဒီရဲ့ကဆာဒိုရဲ့ပတ်ထရီရဲ့ဒါသူတို့ပုံမှန်ကစားသမားတွေဆိုရင်ဘယ်လိုရှိမလဲဒီရမဲတို့တော့ပြန်မပါသေးဘူးအဲ့ဒီဇန်မာတွေပါတယ်ဘာရှင်ကနာကြတော့ဘာရှင်ကနာ4နှစ်3တဲ့အဲ့ဒီရီယယ်ဗီဒီယိုကလေးတစ်ဒီသူတို့ကစားကွက်တွေနဲ့အဲ့ဒီကစားကွက်ကိုပြန်ပြီးတော့ခြေဖြတ်ပုံအနေထားတွေရဲ့ခြေဖြတ်ပုံနေတာအဲ့ဒီဟာတွေကြတော့အရင်ကြည့်တော့ကျွန်တော်မကျွမ်းကျင်ဘူးအဲ့ဒါတွေလည်းသိချာလေးလေ့လာပြီးတဲ့ခါကျရင်လည်းအဲ့ဒါတွေလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုအနေနဲ့တော့ကောင်းလေးကိုလိုက်ပြီးတော့ဆွေးနွေးကြတာပေါ့အဲ့ဒီဆွေးနွေးကြပါအမှဖာရန်တော်ရန်ဒီနေ့ဖြစ်တယ်ဖာရန်တော်ရကရှေ့တန်းအထောင်သူလောက်ထားတာထောင်နေနဲ့ထားတာလားအဲ့ဒီမှာဒီပထမပိုင်းကျန်တဲ့နေရာမှာကရီယယ်ဗီဒီယိုကသူတန်တက်အတင်မဲ့သူကစားတဲ့ပုံစံမဆိုးသူကစားပုံစံမဆိုးတဲ့ဒီကောင်းလေးဒီတခြားသင်းတွေကိုပြန်ပြီးတော့ခံစားနိုင်တယ်ဆိုတဲ့အနေအထားရှိတယ်နောက်ဆုံးတောက်ခံနိုင်တဲ့အနေအထားပုံစံမျိုးမှာပဲသူပြန်ပြီးတော့ပြိုဆင်းသွားတာသူတစ်ချက်သူပြန်ပြီးတော့လှုပ်တဲ့ပုံစံရီယယ်မက်ဒရစ်တုန်းကလည်းအဲ့လိုပဲသူပြန်ပြီးတော့တံပြန်ကစားနိုင်တာပဲတချို့အသင်းငယ်တွေပုံစံမျိုးအရင်ဖိခံပြီးတော့မှရုပ်ပစ္စည်းနဲ့ပုံစံမဟုတ်ဘူးအဲ့ဒါကအဲ့ဒီရီယယ်ဗီဒီယိုကစားတဲ့ပုံစံပေါ့အဲ့ဒီရီယယ်ဗီဒီယိုသူဒီနေ့ဖြစ်တာ
သူတို့ကောင်းကောင်းလေးဟိုဖြစ်နေသူတို့ပြန်ပြီးတော့ဘာစီလိုနာကိုဟိုဖြစ်နေတစ်ချက်ပြန်တော့ဖိရပေးနေအဲ့ဒီဖိရပေးတဲ့အချိန်မှာဟုတ်ပါအဲ့ဒီအာဘာစီလိုနာဘက်ကိုအဲ့ဒီသူတို့ရှေ့တန်းကောင်းကောင်းဖိရပေးတဲ့အချိန်မှာဘာစီလိုနာကဟိုကစားတာကိုသူကလူကျွန်ထောင်ချောက်ကိုအကျန်းကြီးကိုဒီတစ်ဖက်တင်နာတီကိုကပ်ပြီးတော့သူဆွဲကစားတာဆိုတော့အဲ့မှာတစ်ချက်လွတ်သွားတဲ့အချိန်မှာဟိုအဲ့ဒီ real video အဲ့ဒီကစားသမားသူဟိုကပြေးလာပြေးလာတဲ့အချိန်မှာဟိုဘိုးသမားကခါစီရခါတဲ့ကိုထွက်ပြီးတော့မှဒီဒူးနဲ့တာပြီးတော့မှဟို penalty area အပြင်ဘက်ကျတော့သူဖမ်းလို့မရဘူးလေအမှသူဒူးနဲ့တာတယ်လူတယောက်လှည့်လိုက်သေးတယ်လူတယောက်လှည့်အော်ဒီဟိုဟာဖြစ်နေကြည့်တာဟုတ်နေရပဲလို့လူတယောက်လှည့်ပြီးလွတ်သွားပြီးတော့ပြီးလူပေးတာကသူ့ဟိုလူနာကိုမရောက်ပဲနဲ့ဟိုတစ်ဖက်လူစီရောက်တယ်အရင်တော့ဟိုကက်လေးပဲပေါ့ဟိုတော့ပုံမှန်လူပေးနေကြကစားတော့မဟုတ်တဲ့အပိုင်းနဲ့ပါမလားမသိဘူးဘိုးသမားဆိုတဲ့နေသားကြတော့အဲ့ဒါကိုဥပကကစားသမားကအဲ့ဒီရီနာကသူတခါတည်းကိုခုတ်ထည့်ပြီးတော့မှအမှသူခိုးယူအောင်အမှခိုးသမားမရှိတော့ဘိုးသမားလည်းပြန်ပြီးပြေးမနိုင်တော့အမှဘာလို့ကစားသမား2ယောက်တော့ရှိတယ်ဟိုကခုတ်ထည့်ပြီးလိုက်ဆိုတော့ဘာမှလုပ်မရအောင်လေဘွားနဲ့ပွဲပြီးတော့ပြန်ကြတာအမှတခါတည်းခိုးအောင်ဟိုအမှဘာစီလိုနာတကူထိတယ်ပြန်ပြီးတော့မှသူပြန်ပြီးတော့လုံနိုင်တာပထမပိုင်းသူဘာမှပြန်မလုံနိုင်ဘူးအဲ့ဒါနဲ့ပဲဒီဟိုကဖြစ်နေဘာစီလိုနာဟိုကရှုံးနေအဲ့ဒီဒုတိယပိုင်းမှာကြာမှာဟိုဟာရဲ့သူတို့လူပြောင်းလဲလုပ်တဲ့နေရာမှာကြာတော့ဟိုကဝင်လာဒီချောင်းဝင်လာတယ်ဒီချောင်းအဲ့ဒီချောင်းတယောက်ပဲပထမဝင်လာသေးတာပေါ့ဒီချောင်းဒုတိယပိုင်းအဆမှာပဲသူဝင်လာတယ်အဲ့ဒီကဆာဒိုနေရာမှာသူကောက်ပြီးတော့ဝင်လာအဲ့ဒါတော့ဒုတိယပိုင်းမိနစ်ဟိုကကြော်မှာကျတော့50ကျော်မှာဟိုဘက်ချန်အဲ့ဒီ real video ရဲ့ PDF ဘက်ချန်ထဲမှာဟိုဖြစ်နေတယ်တွားပြီးတော့မှလုံးနေတယ်အဲ့လုံးထဲမှာ Rafinha ပေးတဲ့ဟာကိုဖာရန်တိုရကတစ်ဆင့်မမီမကန်နဲ့ကန်တာပေါ့သူတို့ဂိုးရှင်နာမှာပဲဘောလုံးကလေထွက်နေအဲ့လေထွက်နေဟာကိုဟိုဘက်ကိုယ်သမားတိုင်ထိတာဟိုဘက်မှာဖမ်းတာပဲကစားနေတာနဲ့ဖမ်းတာသူမမိဘူးတိုင်ထိတယ်ဆိုတော့ဟိုဘောလုံးကအချိန်နဲ့မပြင်းဘူးပြက်လေသူတို့အဲ့ဒီဟာကိုအရစ်ဂါစီယာကအနီးကပ်ပိတ်ပြီးတော့ဟိုရသွားတယ်သူကိုရသွားတယ်ပြန်ပြီးတော့ချစ်ပောက်ကိုရတာပေါ့အဲ့ဒီမှာတကူဖြစ်တယ်ပြီးတော့မိနစ်66မိနစ်မှာကျတော့လူဒိုစကီဝင်လာတယ်လူဒိုစကီကသူအသက်ကြီးလို့ဆိုတဲ့ပုံစံမျိုးပဲဖြစ်မှာအဲ့ဒါကြောင့်မို့သူအရင်ကိုဒီ line တဲ့နေရာမျိုးကောင်းသူ့တော့မထားဘူးဖြစ်နေအဲ့ဒါ line တဲ့နေရာမထားဘူးဒါပေမဲ့တကယ်သူကဟိုပြောကြမလို့လောက်အောင်ပြည့်စုံတဲ့နံပါတ်ကစားသမားအထောက်တက်မှုကစားသမားဆိုတာကဒါပြအကုန်လုံးသိပြီးသားပဲလုံးသိသား66မိနစ်မှာဝင်လာတယ်ဝင်လာပြီးတော့သူကသူဟိုဖြစ်နေပြီဝင်ပြီးတော့ပြပေးနေပြီအမှဒီချောင်းကဒီဘက်ချန်နေညဘက်ချန်နေခုတ်တင်ပေးလိုက်တာအဲ့ကျခုတ်တင်ပေးတဲ့ဟာကိုသူတစ်ခါတည်းခေါင်းတိုက်တာတစ်ခါတည်းဝင်လာအဲ့ဒီခေါင်းတိုက်တဲ့ဟိုပုံစံအနေထားကကျွန်တော်ကြည့်နေတယ်အဲ့ဒီဟိုတော့ဒေါပါရဲ့ကိုတော်မှနည်းနည်းတတိယသွားတယ်ဒေါပါကိုတတိယဒေါပါခေါင်းတိုက်တဲ့နေရာမှာရန်ကုန်ထူးတဲ့ကစားသမားလေသူ2000နဲ့နှစ်ခုဟုတ်တယ်အဲ့ဒီဟိုကနဲ့နောက်ချန်ပီယံလိဘောလုံးပွဲမှာ2002လားကျွန်တော်ဟိုခုနှစ်တောင်မှားနေမှာမသိ2002ခုနှစ်2012ခုနှစ်လားအဲ့ဒီခုနှစ်တောင်အရင်တိတ်တောင်မကျင်းသေးတော့အဲ့ဒီမှာဘိုင်ယန်နဲ့ဒီချက်စီနဲ့ကန်တဲ့နေရာမှာသူတို့
ဟိုဖြစ်နေတယ်ဘိုင်ရတကူထဲတာတယ်ဘိုင်တကူထဲတာတဲ့ဟာကိုအဲ့ဒီမှာကတော့ကော်နာပေါ့အဲ့ဒီကော်နာကန်တဲ့ဟာကို drop ခေါင်းတိုက်ချတာခေါင်းကိုချိုးပြီးတော့ခုံနဲ့ခေါင်းကိုချိုးပြီးတော့မှသူတို့တိုက်တာကဘောလုံးကသွားတာကဟိုအရှိန်နဲ့သွားတာအဲ့အရှိန်နဲ့သွားတာကတခါတည်းဟိုဖြစ်တာပဲခိုးတာပဲကိုသမားဘယ်ဘက်တောက်အပေါ်ဘက်ကိုခိုးတာတကယ်ခေါင်းတိုက်ခိုးတွေကမလွယ်ကူဒီခေါင်းတိုက်ကိုဖမ်းတယ်ကိုသမားအနေနဲ့မလွယ်ကူဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာကကျွန်တော်နည်းနည်းလေးသိတယ်ဟိုနည်းသိတယ်ကျွန်တော်ဘလုံးကစားတဲ့ခိုင်ကျွန်တော်အစုံလုံးနေရအစုံလိုက်ကစားတာနေရအစုံလိုက်ကစားတယ်ဆိုတာအဓိကကစားတော့ရှိတယ်ကစားတော့တစ်ခါတည်းကျရင်ကိုဖမ်းတယ်ကိုဖမ်းတဲ့ခါကျရင်စိတ်ထဲမှာတချို့ဒီတစ်ဖက်ကနေဟိုထိုးဖောက်လာတဲ့ဟာကိုတွက်ချက်ပြီးတော့မှဝင်ပြီးတော့တားတာတွေပါတယ်အဲ့ဒါတွေကလွယ်တယ်နောက်တစ်ခုကအဝေးကနေကန်ချက်ပုံစံမျိုးအဲ့ဒီကောင်ဖမ်းတာလေအဲ့ကောင်ဖမ်းတာလည်းရိုင်းခက်တယ်မရှိဘူးအဲ့ဒါကအရင်ကောင်းလုံးမှသာဝင်တာကို့မှာပြင်ဆင်ခြင်းကိုသူ့လာမဲ့လမ်းကြောင်းပုံစံမျိုးကိုတွက်လို့ရတာ哦တွက်လို့ရတာအဲ့ဒီမှာထူးထူးခြားခြားခေါင်းတိုက်ကိုတစ်ခုကလုံးဝဟိုဖြစ်လို့မရအောင်မှန်းလို့မရအောင်အနိကပုံစံမျိုးလည်းပါတယ်ဘလုံးကဒိန်းလို့တခါတည်းပါသွားတဲ့ချိန်မှာကို့မှာလှုပ်ခွင့်တော့မရဘဲနဲ့ပေးရတာအဲ့ဒါတကယ်လို့ကိုသမားစီမျိုးတီးဖို့ကကိုသမားလှုပ်ဖို့မှပဲတည်တယ်အဲ့ဒီအမှကျွန်တော်ကိုဖမ်းဖို့တော့အဲ့ဒီစီမျိုးတော့တည်တယ်အဲ့ဒီတည်ဆိုတာပုံမှန်ကြည့်ရင်ခေါင်းတိုက်လိုက်တဲ့ဟာကအရှိန်မပြင်းတယ်ပဲအနိကကိုတိုက်တာကအဲ့ဒါဘလို့မှလှုပ်မရတာကိုသမားလေတချို့ဟိုဟန်ဆောင်ပတ်ဆောင်လေးတော့မှလည်းမပြပြနိုင်ဆိုတဲ့ဘိုင်းလေအဲ့ဒါတွေကပါသေးတယ်အဲ့ဒါတွေကတကယ်နမကြီးပါတယ်ဆိုတော့ကိုသမားတွေလည်းမရအောင်ဘယ်တော့ပဲပြင်ဆင်တယ်ကိုသမားဖြစ်ဖြစ်ခေါင်းတိုက်ကိုနဲ့အနိကကောင်းကောင်းထိပြီးဆိုတော့တုံကန်ယုံသူ့ဘေးနားနေကတ်သွားတယ်ခိုးတာပဲအဲ့လိုဖြစ်ရောအဲ့ခေါင်းတိုက်ကိုရဲ့အချိန်ကအနိကတာလည်းပါတယ်အချိန်ပြင်းတာလည်းပါတယ်ကိုသမားတွေလှုပ်ချင်မရဘူးဒီကျွန်တော်ခံစားမိတဲ့ပုံစံမျိုးဆိုရင်အဲ့ဒီဟာတစ်ခုပါမယ်ပြီးရင်အနိကကိုပြင်းနဲ့ကန်သွားတဲ့ကိုတွေအဲ့ဒါတော့လုံးဝလုံးမနိုင်အနိကကလည်းဖြစ်နေတယ်ပြင်းနဲ့ကန်ရင်တော့အဲ့ဒါကိုဖမ်းနိုင်တော့မှကိုလက်ကကန်လောက်ပဲဖမ်းနိုင်တယ်အဲ့ဒါအများတော့ဖြစ်ခိုးတဲ့နေရာမှာအဲ့ဒီဟာတွေပါတယ်တုံတန်းဟာတော့ဟိုဖြစ်တယ်တုံတန်းဖမ်းမှန်းနိုင်တယ်ပေါ့အရန်ကိုကန်ချက်ကောင်းလို့မှသာဒီခိုးပြရတယ်ဆိုတဲ့အနေထားအဲ့ဒီမှာလူရိုစတီကန်ကလူရိုစတီခေါင်းတက်သွားတဲ့ဟာကအဲ့ရောဘပုံစံနဲ့တော်တော်လေးကိုဆင်တယ်ခေါင်းချိုးပြီးတော့ချတယ်သွားတာအဲ့ဒီညာဘက်အပေါ်ထောင်နာဝယ်သူကောက်ဝင်သွားအဲ့ကောက်ဝင်သွားတဲ့အနေထားကလူရိုစတီကအခုလက်တလောသူ့ရဲ့ဟိုကတွင်ကိုကဘယ်တော့တောင်ဖြစ်သွားလဲဆိုတော့အဲ့ဘာစီလိုနာမှာသူခိုးက100ကျော်လာပြီ103ဂိုးလာသူရှိနေပြီအဲ့လောက်ဖြစ်ရှိနေအကုန်လုံးသူ့ရဲ့စုပေါင်းကလပ်ကောနိုင်ငံကောတွင်ကိုက922ဂိုးထိကိုရှိလာယွန်ဒိုစတီကပြောရရင်သူကဒီခရစ္စတီယာနိုရိုနယ်ဒိုရဲ့မက်ဆီရဲ့သူတို့တကယ်ဆရာကြီးနှစ်ပါးကိုသာသူကမှတ်မိတာသူတို့အောက်နာမှာအမြဲတမ်းလို့ရှိတဲ့ဒီတက်စင်မှုဆိုတာကျင်းပြီးတယ်သူဘလွန်ဒီယိုဆူဟိုပြီးသွားတာတိတ်မကြလေဒီဘလွန်ဒီယိုစီဆိုတဲ့အနေအထားမျိုးမှာလည်းသူဟိုဖြစ်တာမှာ2020တုန်းကအဲ့ဒီချိန်မှာကဒီပြင်သစ်မဂ္ဂဇင်းကလည်းဒီကိုဗစ်တွေကြောင့်မို့ကိုဗစ်ဖြစ်တော့သူအကုန်လုံးဟိုတချို့လိတွေကဖြတ်သိမ်းတယ်ဆိုတဲ့အနေအထားပုံစံမျိုးမှာကျတော့သူဖြတ်သိမ်းတဲ့နေရာမှာဖဲမဖြစ်မှာဆိုလို့ပေါ့နော်သူတို့တရားမမျှတမှာဆိုအဲ့ဒီပုံစံကြောင့်မို့အဲ့ဒီနှစ်ကဘလွန်ဒီယိုဆူကိုမပြီးလိုက်ဘူးဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီနှစ်မှာအဲ့ဒီဘိုင်မြူနစ်ကအကုန်လုံးဖလားသိမ်းတာပေါ့ချန်ပီယံလိပေါ့ကိုသူမျိုးစုတွေလည်းအကုန်လုံးအဲ့ဒီလင်ဒိုစကီပဲရတာဒီလိုမျိုးအဲ့ဒီနှစ်မှာပုံမှန်တိုင်းဘလွန်ဒီယိုဆူပေးပွဲမှာပေးကြီးဆိုရင်အဲ့ဒါသူကရတယ်သူ့တော့တော်တော်လေးကိုနစ်နာတာပေါ့သူ့တော့နစ်နာဆိုတာဒီဘလွန်ဒီယိုဆူရဖို့ဆိုတဲ့အနေထားမျိုးမလွယ်ဘူးမက်ဆီနဲ့ရိုနယ်ဒိုရှိနေတဲ့အချိန်မှာရောင်းဝင်ပြီးတော့ဖျက်ရဖို့ဆိုတာကတကယ်ကိုဘယ်လိုသူ့တော့တော်တော်လေးကိုထူးခြားပြောစရာကောင်းတော့ကိုမျက်နှာဝါတာပေါ့သူဟိုကတော့ရတယ်သူဖားနေပြီးတဲ့ဘာကောင်ကစားသမားဆူလာအဲ့ဒါတော့သူရတယ်အဲ့ဒီသူအခုဘာစလို့ကြောင့်ပြောနေနဲ့ဆက်ပြီးတော့မှရောသွားတာပေါ့အဲ့ဒါအမှားသူတို့2ဂိုးတကူဖြစ်သွားပြီ2ဂိုးလို့ဖြစ်သွားပြီနောက်ဆုံးအဲ့ဒီအရူဂျိုသူကောက်ပြီးတော့ဟိုဖြစ်သွားတယ်
သူကပ်ပြီးတော့ကိုသွင်းသွားတယ်သူကောင်းတဲ့ကိုသွင်းသွားတယ်ကောင်းတဲ့ကိုသွင်းသွားတယ်အမှဆက်လက်ရှိမလို့ရှိနေပြီဆက်ရှိနေကောင်းတဲ့ကိုသွင်းအဲ့ဒီအရူဂျိုကသူကတော့နမကြီးကြတယ်သူဥရုကိုကစားသမားကြည့်တယ်ဟိုကျွန်တော်သူ့အချက်လက်ကိုတခြားမသိဘူးဖြစ်နေတာဒီနေ့တခြားကစားသမားတွေဘာစီလိုနာကစားသမားတွေအများတော့ဖြစ်အကောင့်ပေးကြတယ်ဒီအကောင့်ပေးတဲ့နေရာမှာသူကလုံးဝချင်းချင်းဖြစ်နေတယ်ဖြစ်တော့ကြည့်တော့ဒီကောင်အကောင့်တော့ကြီးတယ်လို့ဟိုသူ့ရဲ့ profile တစ်ချက်ကောက်ပြီးတော့ကြည့်တဲ့အခါသူကအချက်က6ပေနဲ့4ရှိတယ်ဟိုအရက်6ပေ4ကတော့အတုံးတိုင်းအောင်မဟုတ်ဘူးလေအဲ့ဒီခရစ္စတီယာနိုရိုနယ်ဒိုထက်တောင်မှရှည်သေးတယ်ဆိုတော့အဲ့ဒါကြောင့်မို့တခြားကစားသမားတွေလာပြီးတော့မှသူ့ဂုံပြူတယ်ဆိုတဲ့အနေထားမှာကရန်ကိုလူပေါင်းရန်กว่าတယ်အဲ့ဒီလူမျိုးတရားပေါ့အဲ့ကြည့်နေတယ်ဒီနေ့ပွဲမှာအဲ့ဒါဘာစီလိုနာကနောက်ဆုံးသူ3တက်နဲ့ကောက်နိုင်တယ်ပြောစရာကအဲ့ဒီလူဒိုစကီရှိမယ်ပြောစရာလူဒိုစကီရှိမယ်အဲ့ဒီခဏကျွန်တော်ပြောရတဲ့အချိန်မှာပဲဒီလူဒိုစကီနေတာပြီးတော့အိုဆာဆူနာနဲ့အချီနဲ့ကန်တော့အိုဆာဆူနာကများတော့ဖြစ်သူကအင်ကွင်းကောင်းတယ်သူလေလက်ပင်ဆိုတဲ့အနေထားပုံစံမျိုးပြောရမယ်သူကလည်းဒီစပင်လာလီဂါမှာသူကောင်းကောင်းလေးဟောဖြစ်နေကြားနေပြီသူရက်တည်နေနိုင်တယ်ဆိုတဲ့အနေထားမျိုးကအဲ့ဒီမှာပွဲကြည့်တော့သူအိုဆာဆူနာနဲ့ကောက်ပြီးတော့တွင်းသွားတဲ့ဂိုးကတော်တော်ကောင်းတယ်ဆိုတာများတော့အဖြစ်သူဟိုဖြစ်လာတယ်ဟိုဆွဲလာတယ်တယောက်ပေးတာကိုအတားလေးဒီဘက်ချမ်းကိုဖြတ်ပြီးတော့မကန်တဲ့နေရာဝေးတယ်အရင်ဝေးတယ်အဲ့ဒီတုံတန်ဂိုးသမားတွေကအဲ့လောက်အဝေးကနေကန်ချက်မျိုးကသူကဖမ်းနိုင်တယ်စင်လုံးကန်လို့အများဆုံးဝင်လာတကုန်းနှစ်ကိုပဲဝင်ကန်ကျင်တော့ကန်ဘလောက်ပဲကျွမ်းကျင်တဲ့လူပဲကန်သူတို့မှန်းလို့ထိတယ်လေဒီညာဘက်ထောက်ဝက်ဖြစ်ဘယ်ဘက်ထောက်ဝက်ဖြစ်အဲ့မှာပြစ်လိုက်တုံတောင်နဲ့လွတ်ဖို့စကားတော်တော်ရွရှာမနေ့ကအဲ့အိုဆာဆူနာကန်သွားတဲ့ခိုးကတော့တော်တော်ကြည့်ကောင်းတယ်ဆိုတာသူကန်ထည့်သွားတယ်အဝေးကနေကန်ထည့်သွားတယ်ကန်ချက်ကလည်းကောင်းတယ်ကျွန်တော်ဂိုးသမားကလည်းပြစ်တယ်ဆိုတဲ့ပုံစံနဲ့တကယ်လေးပေါ်မှာပြန်ဝဲပြီးတော့မှကြည့်ရတာလှနေအောင်အဲ့ဒါတော့မှသူ့ရဲ့လက်နာလေးကနေကက်ကက်လေးပဲဟိုဖြစ်သွားတာဘုံလုံးကသွားသွားတာပြင်းနဲ့ဟာလည်းပါသေးတာပေါ့ကြည့်ကောင်းတယ်တော်တော်လေးအဲ့ဒီခိုးကအမိုက်တယ်လို့အဲ့ဒီဘုံမကြည့်ရတဲ့ထဲမှာလည်းအဲ့ဒီဂိုးဒီလှပတဲ့ဂိုးပုံစံမျိုးကြည့်ရတာလည်းဘုံမရတာပဲလေအမှဥစ္စာနာတကူကောက်ထဲသွားတယ်ပြီးတော့ဥစ္စာဆူနာတကူကောက်ထဲအောင်ချီကလည်းချီကရင်းกว่าလားဆိုတော့အဲ့လောက်ရှိကိုသူတို့ချီကกว่าလားမဟုတ်ဘူးချီကတော့မှပြန်တော့ဟိုအစောပိုင်းနဲ့သူတကူထိတယ်ဆိုချီကတော့ပြန်တော့ဖိနေသေးတယ်ဘုံမဆံမှုနေထားပုံစံမျိုးဆိုရင်ချီကတော့ပို့ပြီးတော့တာသေးတယ်သူပြန်ပြီးတော့ဖိနေတာအဲ့ဒီမှာတကူဆိုရင်အနီးကပ်နားလေးကပဲဟိုဖြစ်တာဒီခြေခွန်းနဲ့ပိတ်တာအဲ့ဒီခြေခွန်းနဲ့ပိတ်တာဟိုကြည့်တာဂိုးပြီးထင်တယ်တခါလေဟိုဖြစ်ပြီးတော့ဘာရန်ဖြစ်ပြီးတော့မှဘာရန်ဟုတ်တယ်ဒီဘာရန်ဒီဘက်ချန်ဒီဆယ်ရက်ကြီးထောင်းတာပဲပြောမယ်အဲ့ဒီနာနေထိတော့ပြန်ထောက်သွားတယ်အဲ့ထောင်းတာနေထိပြန်ထောက်အဲ့တော့လေးနာတော့အဲ့ချီကအဲ့ဒါနဲ့ကန်နေတာဥစ္စာဆူနာကဒီနော်ဟိုဖြစ်သွားပြီမိနစ်90ပြည့်သွားပြီမိနစ်90ပြည့်သွားတဲ့ဟာကိုအဲ့ဥစ္စာဆူနာကဟိုဖြစ်လာတာပြန်ပြီးတော့မှလူချီကဖိနေတာပေါ့ချီကဖိနေတာချီကသူရှုံးနေတယ်သူဖိနေတဲ့အချိန်မှာပြန်ပြီးလွတ်သွားတယ်အဲ့ဒီလွတ်သွားတော့အဲ့ဒီဥစ္စာဆူနာကကောင်းလေးသူ့ရှေ့တန်းကအဲ့ဒီဟိုကသူထွက်လာတာအတကောင်သူရှေ့ပြေးလာတယ်ပြေးပြီးတော့သူဂိုးအိဒီယာတဲ့တော့မရောက်နေပြီအတကောင်ပြေးလာတယ်ပြီးအချိန်ကြာမှသူပြန်ပြီးတော့ဖြတ်ထုတ်ခံတည်တယ်ဖြတ်ထုတ်ခံတည်တော့အချိန်ပိုတဲ့ကိုရောက်နေပြီအချိန်မို2မိနစ်ကိုရောက်နေပြီတခါတည်းကိုဟိုဘက်ကနေမနာရမဲ့ပေါ့ဘောလုံးပြီးတာဆိုလို့သူတို့2ချက်ပဲရှိတယ်သူတို့ဟိုဘက်ကလည်းပြန်ပြီးတော့ဟိုလူချင်းပြန်ပြီးတော့ထိန်ကစားနေပြီအဲ့ဒါကိုဟိုတယောက်ကပေးမလို့နဲ့သူတခါတည်းသူကိုယ်ဆွဲသွားတာသူကဆွဲပြီးတော့မှအဲ့ဒီပတ်ဒရိုဆာနောက်ဆုံးဂိုးသမားလည်းထွက်လာတယ်ဂိုးသမားထွက်လာတော့သူကလည်း
သူလှဲ့တာတော့မဟုတ်ဘူးဘောလုံးကိုတစ်ဖက်ချန်ကိုချိုးပြီးတော့သူဖိတ်တာအဲ့ဒီဖိတ်တော့လွတ်သွားတော့အမှတခါတည်းဟိုဖြစ်တော့ကိုသမားဘတစ်ဆင့်ပတ်ပြီးတော့ကြော်ပြီးတော့ဒါတော့ဒီကန်တဲ့သူတွေအကုန်လုံးတော်တော်များများလောက်တက်တဲ့အကွက်ပဲလေဒါလေးကိုတစ်ဖက်လေးပတ်ကြော်ပြီးတော့လှည့်ပြီးရဆိုတဲ့အကွက်ကအမှကောက်ပြီးတော့ဟိုပြတ်သွားတာတွင်းသွားတာအဲ့ဒီဟိုဥစ္စာစနာတော့ဟိုပြတ်တာပေါ့ရင်ကွဲတာပေါ့ဥစ္စာစနာတော့ဒီအချိန်ပူကြမှာသူထိသွားတာဆိုတော့ဒီမှာသူထိသွားအဲ့ဒါအဲ့ဒီနောက်ဆုံးပွက်ပြီးတော့တကူနဲ့ပဲပြန်ပြီးတော့တည်ကြပါမယ်တို့ပြန်ပြီးတော့တည်ကြသွားတော့ဒါကတော့အခုသူတို့ပွဲပြီးတာကျတော့ပွဲစဉ်6အနေထားကိုအကုန်လုံးပွဲတွေအကုန်ပြီးသွားတာပေါ့ပွဲတွေအကုန်ပြီးသွားအဲ့ဒီပွဲတွေအကုန်ပြီးသွားတဲ့အနေထားမှာခုနကဥစ္စာစနာကဘယ်လောက်ဖြစ်နေလဲဆိုတော့အဆင့်73မှာတဲ့နှစ်ပွဲနိုင်တစ်ပွဲတည်သုံးပွဲရှုံးတယ်အခုသူကအဆင့်73နေရာမှာရှိတယ်သူ့နဲ့ကန်တဲ့အချီကအဆင့်9နေရာမှာအချီအဆင့်9နေရာမှာသူကရှုံးပွဲမရှိသေးဘူးအချီရှုံးပွဲမရှိသေးဘူးအခုစပိန်လာလီဂါမှာရှုံးပွဲမရှိတာ3သင်းပဲကျန်တော့တယ်ဘာစီလိုနာရဲ့ရီယယ်မက်ဒရစ်ရဲ့ခုနပြောတဲ့အချီရဲ့3သင်းပဲကျန်တော့အချီကနှစ်ပွဲနိုင်တယ်ဒီပွဲတည်ရင်လည်းအခုသူက10မှတ်ရလာတာပေါ့10မှတ်ရတော့နံပါတ်9နေရာမှာရှိတယ်နံပါတ်9နေရာရှိတယ်အခုဦးဆောင်နေတာတော့ရီယယ်မက်ဒရစ်ပေါ့ရီယယ်မက်ဒရစ်က6ပွဲကန်နဲ့6ပွဲနိုင်တယ်သူမှတ်ပြီးကြဦးဆောင်နေတယ်ဘာစီလိုနာကမနေ့တပွဲနိုင်လိုက်တယ်မနေ့တပွဲနိုင်တဲ့အတွက်သူ9ပွဲနိုင်တပွဲ9ပွဲနဲ့တပွဲတည်နေသူကအခု16မှတ်နဲ့ရီယယ်မက်ဒရစ်နဲ့2မှတ်กว่าနေဖိအားပေးနေပေါ့ဘီလာရီကတော့သူကလိုက်တော့လိုက်နေဘီလာရီက73မှတ်ဒါပေမဲ့အချိန်တန်ရင်သူ့ရဲ့ဦးတီပြီးတော့ပြနေတဲ့အနေထားကကက်လေးလိုက်နိုင်တဲ့အသင်းပုံစံမျိုးကဟိုစတရားကိုတိတာနေပြီးပြောမယ်ဘီလာရီရဲ့သတင်းပဲကြည့်ရမှာဘီလာရီရဲ့သတင်းပဲကြည့်ရမှာသူနည်းနည်းဖိအားပေးနိုင်မလားဆိုတာကဒါပေမဲ့သူကလည်းအားနေတယ်ဆိုတော့ဒီလူဝင်အားကောင်းလေးဒီခီးရှည်ကိုပြိုင်တဲ့နေရာမှာသူအားနေတဲ့အတွက်ကြောင့်မို့ဒီအပေါ်တင်းကိုဖိအားပေးနိုင်မှာမလွယ်တော့မလွယ်ဘူးပွဲစတာတော့မှပွဲစဉ်6ပွဲပဲရှိသေးတယ်တဖြည်းဖြည်းနဲ့ Real Madrid နဲ့ Barcelona နဲ့ကတခြားအသင်းတွေနဲ့ကိုအလှမ်းကွာလာပြီးတော့ပြောမှာပေါ့သူတို့ဥဆောင်မှုကပုံမှန်တိုင်းဆိုရင်Atletico Bilbao နဲ့ Atletico Madrid တို့ကကက်လီနဲ့ဖိအားပေးနိုင်တဲ့အသင်းတွေအခုတော့မှAtletico Madrid နဲ့ဟိုကွာပြီးသူတို့10မှတ်ကွာပြီးဒီ Atletico Bilbao နဲ့လည်း10မှတ် Atletico Madrid နဲ့9မှတ်ကွာလာတာအဲ့ဒီကအရင်လွယ်လားဆိုတော့မလွယ်9မှတ်ဆိုရင်တကယ်နိုင်ပွဲရတယ်ဆိုတော့မှ3ပွဲပေါ့3ပွဲဆိုတဲ့အနေထားနောက်ပိုင်းပွဲစဉ်တော့လောက်ကျိုးတဲ့ခါကျရင်တော့တော်တော်လေးကိုအမှတ်ပြတ်သွားမယ်ထင်တာပဲအဲ့ဒီကောင်တော့ကျွန်တော်ကြည့်တာတော့အခုဒီကစားသမားတွေမှာတော့ဒီလန်ဘပေပဲသူဟိုဖြစ်နေတာသူလုံနေတာဒီလန်ဘပေပဲအခုသူ6ပွဲမှာ9ဂိုးသွင်းလာတယ်6ပွဲမှာ9ဂိုးသွင်းလာတယ်သူ့နဲ့အနိကကပ်ပြီးတော့မှဟိုဖိအားပေးတဲ့သူတွေဆိုလို့ဖာရန်တော်တက်က4ဂိုးခုနှစ်ကဂျူလီယိုအေဗရက်သွင်းလာတာဂျူလီယိုအေဗရက်hat-trick သွင်းလာတဲ့ကြောင့်အခုသူကလည်း4ဂိုးပြီးရင်အဲ့ဒီပြီးရင်လီဗန်တီးကအက်တာအီယွန်လာသူက4ဂိုးမာရီကွီကမာလော့ကာလည်း4ဂိုးသူက4ဂိုးရှိတယ်ဒီကီလန်ဘပေကတော့သူ9ဂိုးနဲ့တော်တော်လေးတိတာသွားပြီပေါ့တိတာသွားပြီအဲ့ဒါကစပင်လာလီဂါရဲ့ပွဲစဉ်ပြီးသွားတဲ့ပွဲစဉ်6ရဲ့အနေထားပေါ့ပွဲစဉ်အနေထားအမှမနေ့ပြန်သူတို့တွေဟိုဖြစ်မှာကတ်မှာကဂျီရိုနာနဲ့အက်စပန်ညိုကတ်မယ်ဂျီရိုနာကမှသူကတေး2ပွဲနဲ့အောက်ဆုံးကိုတေး2ပွဲနဲ့သူအောက်ဆုံးကိုရောက်နေတာတေး2ပွဲနဲ့အောက်ဆုံးရောက်နေပြီးတော့အက်စပန်ညိုကြည့်တဲ့ခါကျရင်လည်းအက်စပန်ညိုကအခုကနံပါတ်4မှာသူကောင်းတယ်3ပွဲနိုင်2ပွဲတေး1ပွဲရှုံးတယ်17မှတ်တော့သူရထားတယ်အက်စပန်ညိုကတော့ဒီနှစ်စီဇန်ကောင်းတယ်လို့ပြောမှာပေါ့ဂျီရိုနာနဲ့ပွဲရဲ့အခြေအနေတော့ကြည့်ရမယ်သူကမနက်အစောပိုင်းပဲသူကမှာမနက်အစောပိုင်းပဲသူတို့ပွဲရဲ့ head to head အနေထားမှာကြတော့ဒီ
ဒီအရှိပိုင်းနှစ်ပွဲမှာကတည်ရကြထားတယ်တည်ရ၄ပွဲတောင်တည်ရ၄ပွဲတောင်ရှိတာသူတို့ကြထားတာတည်၄ပွဲပြီးတော့ဂျီရိုနာနှစ်ပွဲနိုင်တာဂျီရိုနာနှစ်ပွဲနိုင်အခုဂျီရိုနာပွဲမှာဆိုတော့သူတို့ဟတ်တူဟာအနေထားထိတ်တဲ့တွစ်ဆုံမှုတံပြီးတဲ့အနေထားကိုကြည့်ရင်တော့ဂျီရိုနာကတော့တာတယ်လို့ပဲဒါပေမဲ့လက်လောဇာရက်တမှုနေထားဂျီရိုနာအောက်ဆုံးဆိုတော့သူကောင်းကောင်းလေးပြန်လှန်နိုင်မလားဆိုတာတော့ကြည့်လို့ကြည့်ရမှာကဂျီရိုနာနဲ့အစပန်ညိုနဲ့အခြေအနေပေါ့ပြီးတော့ဂီတာဖီနဲ့လီဘန်တေအခုလီဘန်တေကိုကြည့်ကြည့်တော့နည်းနည်းထူးဆန်းတာတစ်ခုကငကိုတုံးကဘလန်စီယာအသင်းရှိရမလားဘလန်စီယာကသူဥရောပအခြေအနေမှာကောပြီးတော့စပိန်လာလီဂါမှာနည်းနည်းတော့ဖြစ်တဲ့အခြေအနေတုန်းကဆိုရင်အဲ့တုန်းကပဘလိုအမာတို့ရှိတယ်အဲ့ချိန်တုန်းကဆိုရင်သူ့အသင်းနဲ့နာမည်ကြီးတဲ့ပြင်သူ့ရဲ့ဒစိတ်ကလည်းနာမည်ကြီးတာသူ့ဒစိတ်နာမည်သူကလင်းတို့ဒစိတ်ပုံစံမျိုးနဲ့တော်တော်လေးနာမည်ကြီးတာအဲ့ဒီမှာဒီဖတ်မှန်လည်းလင်းတို့ဒစိတ်ကိုသူတို့တွေဘလောက်ထိတောင်ဖြစ်လဲဆိုတော့ဖတ်မှန်လုပ်တဲ့ကွန်မီလင်းတို့လူသားပေါ့အဲ့ဒီဟာကလည်းပြန်ပြီးသူတို့တရားစွဲဒီဒစိတ်ကငါတို့ရဲ့ဒစိတ်ဘလန်စီယာလည်းဒါငါတို့ဟိုးအစင်ဆက်ကလေးသုံးလာတဲ့ဒစိတ်ဆိုတော့သူတို့ကောင်းသူတရားစွဲဆိုတဲ့အဆင့်တီကိုဖြစ်တယ်နောက်ဆုံးဘလန်စီယာနိုင်သွားတာပေါ့ဘလန်စီယာနိုင်သွားတော့ဆိုတော့မင်းဒစိတ်နဲ့မတုံငါဒစိတ်လည်းငါသုံးမယ်ဆိုပုံမျိုးအဲ့ဒါဘလန်စီယာနဲ့လင်းတို့နဲ့တွဲပြီးတော့လူတွေတိတာပေါ့အခုကြည့်တာလီဘန်တီတဲ့ဘင်းကိုကျွန်တော်ကြည့်တာလီဘန်တီကလည်းလင်းတို့ပုံစံမျိုးပဲအမှဘလန်စီယာကတော့လင်းတို့ထဲထဲမှာသူကအဖြူ base ခံတာပေါ့အဖြူ base ခံတယ်အခုဒီခါလေးသူတို့ကပ်ပြီးတော့တွဲပြီးကြည့်လို့ရတယ်လီဘန်တီကျတော့အနီရဲ့အပြရဲ့ကိုသူကအလဲမှာခြေထားတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကထူးထူးခြားခြားကြည့်နေတယ်ကိုသတိထားမိတာဘလန်စီယာကလင်းတို့ပုံရဲ့နေရာမှာသူကအပေါ်ပိုင်းချမ်းလေးကလင်းတို့ပြန်ပြီးတော့မှသူ့ရဲ့လင်းတို့ရဲ့တောင်ပန်းပြန်ပြီးတော့ white ထားတယ်ဆိုတဲ့ပုံစံမျိုး white ထားပုံစံဘလန်စီယာပြီးရင်အဝါနဲ့အညီကြားသူ့ရဲ့ဒီကလပ်တစ်စိတ်ကခုနကလီဘန်တီရဲ့ကလပ်တစ်စိတ်ကကြတော့သူကအညီနဲ့သူကအဝါကြားသူအနေနဲ့ဝါကြအောင်အခုကနည်းနည်းတောင်ကြည့်ပြီးတော့ထူးတယ်အနီနဲ့အပြာကြားပြီးတော့အဝါလေးကိုနည်းနည်းလေးထည့်ထားတယ်ဆိုတဲ့ပုံမျိုးလီဘန်တီကဟာလားလီဘန်တီနဲ့ဂီတာဖေးကသူကအခုလက်တော်ဂီတာဖေးကအဆင့်9မှာသူရှိတယ်လီဘန်တီကအဆင့်18မှာရှိတယ်ဂီတာဖေးကတော့ကောင်းတာပေါ့ဂီတာဖေးကတော့သူကတန်းတက်လာတာအရင်ကြာပြီလားဆိုတော့အရင်ကြီးပဲကြာတယ်တော့မဟုတ်ဘူးကျွန်တော်စိတ်ထင်အများဆုံးသူ4-5နှစ်လောက်ပဲသူရှိပြီတော့သူ့ရဲ့နာမည်ကလည်းနားဆွဲလွယ်တာဂီတာဖေးဆိုတော့အဲ့ဒီပုံစံမျိုးလဲပါမယ်ထင်တယ်တခြားတော့မသိဘူးကျွန်တော်တော့အဲ့ဒီသူ့နာမည်ပုံစံမျိုးချစ်ချင်နားဆွဲလွယ်တယ်ဆိုတော့နောက်ပိုင်းသိနေတာပေါ့သူကန်တဲ့ခါကျအပြာဝတ်စုံနဲ့သူကန်တက်တယ်အဲ့ဂီတာဖေးကအခုမနက်ဖြန်ညသူတို့ပွဲစဉ်ရှိတယ်နောက်တစ်ပွဲကဒီမက်ဒရစ်ဒါဘီကအဲ့ဒါကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်ကသူတို့ချန်ပီယံလိရှိတယ်ဆိုတဲ့အနေအထားမျိုးလည်းပါသေးတယ်အဲ့ဒါကြောင့်မို့တခါတည်းလောက်ပြီးတော့ကန်တာသူတို့စောကန်တာပေါ့တခါတည်းစောကန်တာအဲ့ဒါမက်ဒရစ်ပွဲမှာကန်မယ်အနေထားကတော့ဒီကပြိုင်ဘက်မြို့ခံပြိုင်ဘက်နှစ်သိန်းနဲ့ဒီအနေထားဆိုတော့အရင်ကြီးပြည့်တိုင်းကွဲဝါးစပုံနဲ့မျိုးတော်တော်လေးကိုနဲတယ်အဲ့ဒီဟာကအခုသူတို့နှစ်ယောက် head to head ကိုပဲကြည့်မယ်သူတို့ရဲ့ head to head ကိုကြည့်ရင်တရေကနောက်ဆုံးကန်ခဲ့တဲ့9ပွဲအနေထားမှာဆိုရင်တရေက3ပွဲပြီးရင်နိုင်တာကသူတပြန်ကိုယ်ပြန်နိုင်လာကြတာ
ပြီးတော့ကိုယ်နိုင်ကြတာအတလမတ်တပွဲနိုင်တယ်ရီမတ်တတပွဲနိုင်တယ်ကျန်တဲ့3ပွဲလုံးကတကူစီတည်ပြောရရင်တသိန်းကထူရကြကြီးပါလွန်ပြီးတော့ဒီကောင်းနေဆိုတဲ့အနေထားပုံစံမျိုးကမရှိဘူးအနေထားပုံစံမျိုးမရှိဘူးဒီမှာဒီအတလမတ်တကွင်းဆိုတော့လာဖို့ကဖြစ်နိုင်ချေကတော့ကြည့်ကောင်းမှာတော့လုံးဝသိကြတယ်အခုတိုက်စစ်အနေထားပုံစံမျိုးမှာလည်းတက်စစ်နေတာပုံစံမျိုးကလည်းဟိုကလည်းဆွမ်းထန်နေတယ်အဘရကလည်းပြန်လာပြီပြီးတော့ဘယ်မှာဟတ်ချရောင်သွင်းလာလားအဲ့ဒီရီမက်ဒရစ်ကကီလန်ဘပေကလည်းလုံးဝထိမနိုင်ဘူးဖြစ်နေတာကီလန်ဘပေကထိမနိုင်ဖြစ်နေတာကိုရတော့တော်တော်လေးကိုကြည့်ကောင်းမဲ့ပွဲဆိုတာသိကြတယ်အဲ့ဒီမှာသူတို့ possible line နဲ့ပုံစံမျိုးတော့မှသူတို့3-3တက်ထားသေးတယ်ရှေ့တန်းကGriezmann နဲ့အလာဘတ်ပဲပြီးတော့အလေဒန်စီညွန်နီရဲ့ကိုကီရဲ့ဘာရိုစ်ရဲ့ကွန်ဆာလက်ရဲ့ပြီးရင်လော်ရန်တီလီနော်မန်ဒင်လက်ဟန်စကိုဂိုဒမာတော့ oblet ပဲဒီရီရဲ့ကျတော့ကီလန်ဘတ်ပေရဲ့ဗီနီစီယက်အဒါကူလာမတ်စတာတူနိုပြီးရင်ရှော့မန်နီဘေဘာဒေခါရီလက်ဟောက်ဆန်မီလီထောင်းအဆန်စီယိုပင်ကိုဒမာကကော့တွိုက်ကိုဒမာကော့တွိုက်ပွဲရတော့တကယ်ကိုအဲ့ဒီပွဲရတော့ကြည့်ကောင်းမှဆိုတဲ့ပုံစံကတော့ချိန်ပြတယ်မနှဖြန်အစောပိုင်းမှာဆိုတော့မိလားဆိုတော့မိတယ်ကျွန်တော်လည်းဟောပြအဲ့ကောင်လည်းကြည့်ကြုံအဲ့ဒီပွဲကဘလုံးမွေးကအရန်ကြီးကိုလူမသိတဲ့ပွဲတွေကြည့်ရတာထက်ကိုလူလည်းသိမယ်ဟိုဘက်ချန်ဒီဘက်ချန်လည်းသိတယ်သူတို့ကစားကွက်လည်းသိတယ်ဆိုတဲ့ပွဲတွေကိုကြည့်ရတာကပို့ပြီးတော့မှအရသာရှိတာပေါ့အဲ့ဒါလည်းချီမကွာတဲ့တင်တွေကန်တဲ့ပုံစံမျိုးကလည်းကြည့်ကောင်းတယ်ကြည့်ကွာပြီဆိုတဲ့ခါကျရင်တစ်ဖက်တင်ကွာအားပေးနေမှာပဲကြည့်ကောင်းတယ်တစ်ခါကျရင်မသိတဲ့အတင်ကြည့်တဲ့ခါကျရင်အဲ့ကျတော့ feeling ကလည်းရော့သွားပြန်အောင်အဲ့ဒါပုံစံမျိုးလည်းရှိတယ်နောက်သူတို့ချန်ပီယံလိကန်မဲ့တင်နေရတော့သူတို့စောကန်ပါပဲစောကန်ပါအခုဗီလာဒီယက်ကဗီလာဒီယက်နဲ့အတလက်ကိုဘီပါအိုးသူတို့ဟိုဖြစ်တာလဲစုံနာတယ်အဲ့ဒါသူတို့ချန်ပီယံလိကန်မဲ့တင်နေချန်ပီယံလိကန်ဗီလာဒီယက်အတလက်ကိုဘီပါအိုသူတို့ကနောက်တရက်အချင်းတော့ရင်သိမ့်မကွာပါဘူးအချင်းသိရင်သိမ့်မကွာအဲ့ဒီမှာသူတို့ကန်ပါသူတို့နှစ်သင်းလုံးကချန်ပီယံလိကန်မဲ့တင်နေဆိုတော့အဲ့ပွဲလည်းကြည့်ကောင်းပါအခုရက်မကွာဘူးအခုလည်းဗီလာဒီယက်ကအဆင့်3မှာရှိတယ်တလက်ကိုဘီပါကလည်းအဆင့်6မှာဒီပွဲလည်းပွဲကောင်းမှာပွဲကောင်းနောက်တစ်ပြန်ပါချင်ဘာစီလိုနာပဲကြံမယ်ဘာစီလိုနာကိုကြတော့သူတို့ဒီမနက်ပိုင်းမဲ့သူကန်လာတဲ့ဆိုတော့ဟိုဟာမှာသူပြန်ပြီးတော့ short ထားတယ်ဒီတနင်္လာနေ့ Real Sociedad နဲ့ကန်မယ်တနင်္လာနေ့ Real Sociedad နဲ့ကန်မယ်ဆိုရင်သူချန်ပီယံလိမှာသူတော်တော်ကတ်သွားမယ်လေသူချန်ပီယံလိကကန်ရမှာဆိုတော့ဘာစီလိုနာတော့ဒီပွဲပန်းတဲ့တန်တော့ခံရမယ်ထင်တယ်အချိန်ရကတ်သွားတယ်ဆိုတော့အဲ့ဒီဟာပဲအခုနောက်နေ့ပွဲတွေကြည့်ကြတဲ့ခါကျမှပဲတစ်ခေါက်ပြန်ပြီးတော့ဟိုကျွန်တော်ပြန်ပြီးသုံးသပ်တာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်